ဒီတိုင်းသားတွေကတိတ်ကိုချောလို့အလှပြတ်သွားမျက်နှာမှာတမင်းကိုတတူတွေထိုးထားရပါတယ်။ဘာလို့လဲဆိုတော့သူတို့ရဲ့အလှကိုမြင်ပြီးပြန်ပြီးဆွဲခံရမှာဆိုလို့ပါ။သူတို့ကတော့တိုင်းရင်းသားညီကိုတွေကချင်းလူမျိုးတွေပါပဲ။ခုနကပြောခဲ့လို့ပဲချင်းတိုင်းရင်းသူတွေကယူလာအောင်ကိုလှတာပါ။ဒါကြောင့်ပဲအရင်ကဆိုဘီရင်တွေကသူတို့တွေကိုမြင်တာနဲ့ပြန်ပြီးဆွဲပြီးအတင်းကိုလက်ထပ်ယူတာပါ။ဒါကြောင့်ပဲနောက်ပိုင်းမှာတော့ဒီလိုမျိုးထပ်မဖြစ်အောင်ချင်းအမျိုးသမီးတွေရဲ့မျက်နှာမှာပါရဲလို့ခေါ်တဲ့စိမ့်မင်ကြောင်ထိုးလိုက်ပါတယ်။ဒီလိုနဲ့သူတို့ရဲ့အကြံစီကအောင်မြင်သွားပါတယ်။ဒီပါရဲထိုးတာကရိုးရတစ်ခုလိုတောင်ဖြစ်လာပြီးမထိုးထားတဲ့မိန်းကလေးတွေကိုဘယ်သူမှလက်မထပ်တဲ့အထိဖြစ်လာတာပါ။ဒါပေမဲ့နောက်ပိုင်းမှာတော့ဒီရိုးရကမရှိသလားရှာလာပါပြီ။ရိုးရကိုတော့အရင်ခေတ်ကချင်းအမျိုးသမီးကြီးတွေမှာဆက်တွေ့ရအောင်ပါပါ။ဒါနဲ့ချင်းနဲ့ကချင်လူမျိုးတွေကညီကိုရင်းနေလို့ပြောကြပါတယ်။အရှေးလူကြီးတွေပြောကြတာတော့ညီကိုနှစ်ယောက်တရုတ်ကနေမြန်မာတဲ့ဝင်လာတဲ့အချိန်မှာညီကနောက်ဖေးသွားနေတော့မှအကိုဖြစ်သူကမစောင့်နိုင်ပဲရှေ့ကိုဆက်သွားလိုက်တာပါ။ညီဖြစ်သူကလည်းဆက်လိုက်ရင်မိမမဟုတ်ဘူးဆိုပြီးတော့ကချင်ပြည်နယ်မှာပဲအခြေချလိုက်ပါတယ်။ဒါကြောင့်ပဲကချင်လူမျိုးတွေကအိမ်ဆောင်ရင်အင်ရှေကမ်းမှာအခန်းတစ်ခုတည်တတ်ထားတာပါ။အကြောင်းကတော့အကိုဖြစ်သူပြန်လာရင်နေဖို့ပါ